ဘဝတစ်ခုနဲ့ပြန်လည်မွေးဖွားလာပြီးနောက်မှအဲ့ဒီမင်္ဂလေးပထမဆုံးလုပ်ခဲ့တဲ့အရာကတော့စုဆောင်ထားတဲ့ငွေသား30သန်းနဲ့မြို့လေကောင်ကဇင်ကန်တိုက်ခန်းကိုဆွန့်လွတ်လိုက်တာပါပဲအဲ့ဒီအစားသူမဟာတန်ဖိုးအနည်းဆုံးလို့ထင်ရတဲ့အရာကိုပဲရွေးချယ်ခဲ့တယ်ဘာလို့လဲဆိုတော့အဲ့ဒီအရာထဲမှာဘီလီယံ30ကျော်တန်တဲ့အမွေအနှစ်တည်းရဲ့လျှို့ဝှက်ချရှိနေလို့ပါသူမရဲ့အရင်ဘဝတုန်းကအဘွားဖြစ်သူကို9နှစ်ကြာအောင်တူးတဲ့ပြုစုစောင့်ရှောက်ပြီးမဲ့အဘွားဆုံးတဲ့အခါအမွေအားလုံးကဥရင်းနဲ့အတော်စီရောက်သွားပြီးသူမအတွက်တော့စာအုပ်ဟောင်းတက်တဲ့တာပဲကြံခဲ့တယ်သူမဟာအဲ့ဒီစာအုပ်ထဲမှာလျှို့ဝှက်ချက်တွေကိုအသေးအတန်ရှာဖွေခဲ့ပေမဲ့ဘာမှမတွေ့ကြရဘူးအဲ့ဒီအချိန်မှာဦးလေးဖြစ်သူကအိမ်ထဲအတင်းဝင်လာပြီးအမွေတွေကိုအပ်ဖို့ချင်းချောက်ရာကနေထွက်ပြေးရင်းကားတိုက်ခံရပြီးတေဆုံးနေတာပါသူမပြန်လို့လာတဲ့အချိန်မှာတော့အဘွားရဲ့ဇာပနာကျင်းပနေတဲ့နေ့ကိုပြန်ရောက်နေခဲ့ပါတယ်ဦးလေးနဲ့အတော်ကပိုင်ဆိုင်မှုတွေခွဲဝေပြီးသူမကိုစာအုပ်ဟောင်းတွေပဲပြစ်ဖေးလိုက်တဲ့အခါသူမဟာဒီတစ်ခါမှာတော့လျှို့ဝှက်ချက်ကစာအုပ်ထဲမှာလည်းမဟုတ်ဘူးဆိုတာကိုရိပ်မိသွားတယ်သူမကအဘွားကိုလွားနေဆိုတဲ့စင်ကျင်နဲ့အဘွားရပုံတူပန်းကြီးကားကိုပါယူသွားခဲ့ပါတယ်မထင်မှတ်ပဲပန်းကြီးကားနောက်ွယ်မှာဝှက်ထားတဲ့မှတ်စုတစ်ခုကိုသူမတွေ့ရှိခဲ့တယ်အဲ့ဒီညွန့်ကြားကြိုင်ပိုင်းစာအုပ်တွေကဝှက်ထားတဲ့စာသားတွေကိုသူမဖတ်နိုင်ခဲ့တာပေါ့ဦးလေးနဲ့အတော်ကသူမဘာလုပ်နေလဲဆိုတာကိုသိကျင်လို့ခဏခဏလာဆက်ဆူကြတယ်လို့သူမဟိုမွေးစားမယ်လို့တောင်ကမ်းလှမ်းလာကြတယ်အဲ့ဒီတော့မှသူမနားလေထွက်တာကသူတို့တကယ်လိုချင်နေတာသူမအမေရဲ့အိမ်ကြီးချစ်နေတာပါသူမဟာနှစ်ရက်ကြာအချက်လက်တွေကိုစူးစီးပြီးတော့အဘွားခဏခဏသွားတတ်တဲ့လက်ဖက်ရည်ဆိုင်လစ်စာတစ်ခုကိုရခဲ့တယ်သူမထွက်ခွာဖို့ပြင်နေတော့ဦးလေးတို့ကအမွေလျှို့ဝှက်ချက်ကိုသူမတီးသွားပြီလို့တန်တရားဝင်ပြီးအိမ်ထဲကိုအတင်းဝင်လာကြပြန်တယ်ဒါပေမဲ့သူမကပြတင်းပေါက်ကနေကြိုတင်ထွက်ပြေးနေခဲ့ပါတယ်စာအုပ်ဟောင်းဒီကိုပိုက်ပြီးလက်ဖက်ရည်ဆိုင်ကိုအမြန်ပြေးသွားတဲ့အခါဆိုင်ရှင်ကသူမရဲ့ဝိသေသလက္ခဏာကိုအတီးပြုပြီးရှားပါတဲ့ရှေးဟောင်းစာအုပ်သုံးအုပ်ကိုအနမ်းခဲ့တယ်အဲ့ဒီအချိန်မှာပဲသူမဖုန်းထဲကိုအမွေဆက်ခံခြင်းလုပ်ငန်းစတင်နေပြီဆိုတဲ့ message တစ်ခုဝင်လာပါတယ်ရုတ်တရက်ညီကိုဝမ်ကွယ်ဖြစ်သူပေါ်လာလို့လျှို့ဝှက်ချက်ပေါက်ကြားရမလို့ဖြစ်ခဲ့ပြီမဲ့သူမကစင်ကြီးပြီးအမြန်ထွက်ပြေးခဲ့ရတယ်အဲ့ဒီနောက်မှာတော့အဘွားခန့်ထားတဲ့အမွေထိန်းလူကြီးတယောက်ကသူမကိုလာရောက်ခဲ့တင်ပြီးရှေးဟောင်းစာအုပ်တွေကိုအတူတူဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာရတနာမြေပွန်းတစ်ခုရှိနေပါတယ်တကယ်အမွေတွေကဗီလာအင်ကြီးတလုံးထဲမှာဝှက်ထားတာပါသူတို့နှစ်ယောက်ယထာဘူတာကိုအမြန်သွားကြပြီမဲ့အတော်ဖွင့်သူကသူမကိုစိတ်ရောဂါရှိသူလို့အတုလောက်ထားတဲ့ဆေးစာရွက်ကိုလာဖမ်းဟုစူးစမ်းပြန်တယ်သူမဟာယထာဘော်ကိုအောင်မြင်စွာတက်နိုင်ခဲ့ပြီမဲ့ဦးလီဖွင့်သူကလည်းအဲ့ဒီယထာဘော်မှာပါနေတယ်မှန်းသိလိုက်ရတယ်ယထာကလန်ခကြီးဘူတာတစ်ခုကိုဆက်ရောက်လာတဲ့အခါအမွေရှိတဲ့နေရာကိုမသိစရာအောင်လူလေးအထူပိုးပြင်ပြီးစိမ့်နေတော့မှပဲသူမကအိမ်သားထဲမှာခဏဝင်ပုံးလိုက်တယ်ပြီးတော့ယထာတကားပိတ်ခါနီးစက္ကန့်ပိုင်းလုံးဝေးမှာ